လုံးပဲမင်္ဂလာပါကျမတို့ဆန်တယ်ပါဆန်တယ်စမော့နော်ဆန်တာနော်ဆန်တာကျမဒီနေ့ပေါ့နော်စတစ်ကာတွေကိုဈေးတင်ရောင်းနေပါတယ်အခုပေါ့နော်ဈေးတင်ရောင်းနေတာပေါ့နော်ဒီဈေးတင်ရောင်းနေတာစတစ်ကာတွေကတော့1000ကျော်ကြီးပဲရှိပါမယ်ပေါ့နော်1500ပဲရှိရမယ်ပေါ့နော်အခုလည်းဆိုတော့လည်းမျိုးဘာရဟာလို့မေးတယ်နင်တို့အင်အားတွေယူနေတယ်လို့ဒီဒီလာရောင်းဝင်ချင်တယ်ဒီလာတယ်အလုံးမဒါမဲ့ဝေးနော်ဒါမဲ့အင်ရောင်းဝင်ချင်တော့ပုတ်ပြီးတယ်ဝေးလို့ရှင်တော့ပေါ့နော်ဟိုဟာတတိကယူတယ်မတတိဟိုဟာတို့ကပို့လို့ရှင်တော့တတိကမြယူပါဒီကယူပါနော်ကျော်ကြတော့1500လေးပါပါတယ်ဒါတုံးကကူမပလေးလေးလေးနေပေါ့နော်ဟုတ်တာစီလုံးလေးဖြုတ်ပါစီလုံးလေးရတော့ဘူးဒီစီလုံးလေးပြောင်းလာရင်းနေဖြုတ်ကိုဒီကေကတော့ရှော့ပြီးတာဒီကေထောင်းလေးရရှော့ပြီးတာရေရှုပ်ပြီးထားပါတကယ်ရေရှုပ်ပြီးထားပါတယ်ရှုပ်ပြီးထားပါတယ်ရှုပ်ပြီးထားပါတယ်တကယ်ရှုပ်ပြီးထားတာပါရှင်တကယ်ရှုပ်ပြီးထားပါတယ်ကျမတို့ကကုန်စည်လုံးနေနိုင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျမတို့က ready made နဲ့ထုတ်လုပ်တယ်ဒါဒီဈေးနှုန်းလေးကတ်တယ်အဲ့ဒီပဲလုပ်ကြတာပေါ့နော်ကျမကဘာမှမလုပ်ဘူးဘောလာမပါဘူးဒီမဟုတ်သိမနေလုံးတယ်တကယ်လုံးလုပ်တာတကယ်လုံးတကယ်လဲပေါ့နော်ရှင်ဟုတ်ဘူးနေရာနဲ့ငါပြောတာမှသူ့ဖေနဲ့သူရောင်းနေမဟုတ်သိဘူးပဲပေါ့နော်ဒီတပတ်တည်းကိုအဲ့ကလားတော့တော့ကိုမထောင်းလာရနေရိုးလို့ပြောတာဒီတကက်ကိုတော့2000ပါဇာတိလည်း1000တလောက်နဲ့ရပူပြောင်းတယ်1500တော့ပြရပါတယ်ဒါမှရှော့ပေးထားပါတယ်ရှင်ရှော့ပေးထားပါတယ်ရှော့လို့မရလို့တော့ရှော့ပေးထားပါတယ်အားလုံးပဲ bye bye လိုက် subscribe လုပ်ခဲ့ပြီးကြပါ